စစ်သားတဦးသည်ပရက်စိတ်အောင်တစ်ခုကိုမီးရှို့လိုက်ကြမှာထွက်ပေါ်လာသောမိခိုးများကြောင့်အလွန်ကြောက်မဲ့ဖွယ်ကောင်းသောပရက်စိတ်အုပ်ကြီးသည်အုပ်စုလိုက်ဝေါကနေထွက်လာကြသည်၎င်းတို့၏ပြစ်မှတ်မှာမြေကြီးထဲတွင်ခေါင်းတစ်ခုသာဖော်ပြီးပြုံးနှင်းချင်းခံထားရသည့်အမျိုးသားနှစ်ဦးပင်ဖြစ်သည်ပရက်စိတ်များသည်ထိုသူနှစ်ဦးကိုအရှင်လက်လက်ကိုက်ခဲတပ်ဖြတ်ရန်အရှင်အဟုတ်မြင့်ပြေးလာနေကြသည်ထိုအချိန်တွင်သပင်ကောက်ကောက်နှင့်အမျိုးသားဖြစ်သူဂျွန်မာမူလုံးဝထိတ်တန့်ခြင်းမရှိဘဲသူ၏မျက်နှာတွင်ကောက်ကျစ်သောအပြုံးတစ်ခုပေါ်လွင်နေသည်အခြားတစ်ဦးဖြစ်သည့်ရော်ကီမာမူစူးပေါ်ထိုင်နေရတဲ့ကဲ့သို့အလွန်အမင်းထိတ်လန့်တုန်လှုပ်နေတော်သည်ထိုအချိန်တွင်ဂျွန်ကအေးအေးဆေးဆေးပင်ရေမောရင်းအဆောင်စစ်သားကအခုစီးသွားတော်မယ်ဟုပြောလိုက်သည်ရော်ကီကထိုစကားကိုလုံးဝမယုံကြည်တော့လဲခဏအကြာတွင်စစ်သားမှာဘိုက်ကိုနှိပ်ကချုံပုတ်များစီသို့တကယ်ပင်ရှောက်သွားခဲ့သည်ရော်ကီအံ့အားသွားပြီးလှည့်ကြည့်လိုက်ချိန်တွင်ဂျွန်မှာပြက်ကွယ်နေပြီဖြစ်သည်ငယ်တငယ်ချင်းဖြစ်ပါလျက်မိနီကိုတယောက်ထဲထားခဲ့ပြီးထွက်ပြေးသွားသည်ဟုထင်ကရော်ကီမှာဒေါသတကြီးကြိတ်မနိုင်ခဲမရဖြစ်နေတော်သည်သို့တော့ချက်ချင်းဆိုသလိုပင်ဂျွန်သည်ပြန်ရောက်လာသည်သူသည်စစ်သားတအုပ်ကိုတုတ်ဖြစ်ရိုက်ချလိုက်ပြီးကုန်းဆောင်အောက်သို့တွန်းချလိုက်ရာအခြားစစ်သားတအုပ်မှလည်းလာရောက်စစ်ဆေးရင်းလျှို့သေးသို့တွန်းချခြင်းခံလိုက်ရပြန်သည်ထိုစစ်သားမှာလူသားစားပရက်စိတ်အုံပေါ်သို့တဲ့တဲ့ကျသွားပြီးတမိနစ်အတွင်းမှာပင်ပရက်စိတ်များ၏ဝိုင်းဝန်းစားတောက်ခြင်းကိုခံလိုက်ရတော့သည်မိမိကိုကယ်ရန်ပြန်လာသည်ဟုရော်ကီကထင်နေတော့လဲအမှန်စင်စစ်ဂျွန်မှာသူ့ကိုဂယုမဆိုင်ပေဂျွန်သည်အေးအေးလူလူပင်ထိုင်ကတရုတ်အရက်ကိုတောက်နေတော့သည်ပရက်စိတ်များမှာမူရော်ကီရှိရာသို့တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်သည်အကယ်၍ဘာမှမညုတ်ပါကရော်ကီတေးဖို့မှာတေးကြနေပြီဖြစ်သည်အားကိုးရမဲ့နေသောရော်ကီကအကူအညီတောင်းသောအခါဂျွန်ကဆိုးရွားသောဂတိတစ်ခုကိုတောင်းဆိုလိုက်သည်၎င်းမှာရော်ကီ၏ပိုင်ဆိုင်မှုအားလုံးကိုသူ့အားပေးရမည်ဟု၍ဖြစ်သည်ဂျွန်သည်အချင်းဒီကိုအခွင့်ကောင်းယူကနှိမ့်ဆက်နေခြင်းဖြစ်တော်လဲရော်ကီမှာမူအသက်ရှင်ရန်အတွက်သဘောတူလိုက်ရယုံမှတပါအခြားမရှိတော့ပေပရက်စိတ်များရော်ကီ၏ဘီနာတို့ရောက်လာခြင်းတွေလဲဂျွန်မှာအနှင်းငယ်များထိတ်လန့်ခြင်းမရှိပေသူသည်အရက်ကိုတငုံအကြီးကြီးငုံလိုက်ပြီးနောက်မီးတောက်ပေါ်သို့မှုန့်ထုတ်လိုက်သည်အရက်နှင့်မီးထိတွေ့လိုက်သည်နှင့်တပြိုင်နက်မီးတောက်များဝန်းကနေထွက်ပေါ်လာပြီးပရက်စိတ်အုပ်ကြီးသည်မီးပင်လေအတွင်းသို့ကျရောက်ကပြာကျကုန်တော်သည်သူသည်မီးတောက်များပိုမိုပြင်းထန်လာစေရန်အရက်ကိုအထက်မှုန့်ထုတ်ပေးခဲ့သည်ခဏအကြာတွင်ပရက်စိတ်များအားလုံးပျောက်ကွယ်သွားရာရော်ကီမှာအခုမှဘေးကင်းပြီဟုထင်လိုက်တော်လဲထိုအချိန်မှာပင်ပို၍ကြီးမားသောအန်ဒီရဲတစ်ခုရောက်ရှိလာတော့မည်ကိုသတိထားမိလိုက်